အားလုံးမင်္ဂလာပါကျွန်တော် YouTube channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီနေ့ကိုမှာကျွန်တော် entry အကြောင်းဝင်ပြခဲ့တယ်အဲ့ဒီ entry လေးကိုကျွန်တော် recap အနေနဲ့လုပ်ပေးခြင်းလို့ဖြစ်ပါတယ်ကျွန်တော်ဒီ entry လေးကိုကျွန်တော် recap လုပ်ပြရတဲ့အကြောင်းအရာတော့ကျွန်တော်ရဲ့ဒီ trading strategy လေးကို sharing လုပ်တဲ့အနေနဲ့ရောနောက်ပြီးတော့ကျွန်တော်တို့ market ထဲမှာ analysis လုပ်တဲ့အချိန် trade တွေရှာနေကြလို့ရှိရင်အသုံးဝင်မဲ့ချက်ကလေးတချို့ကိုကျွန်တော်မျှဝေပေးခြင်းတဲ့အတွက်ဒီ video လေးလုပ်ရခြင်းဖြစ်ပါတယ်။ Okay အဲဆိုရှင်ကျွန်တော်စလိုက်အောင်ကျွန်တော် market ကိုစပြီးရောက်တဲ့အချိန်မှာကျွန်တော် analysis လုပ်တဲ့ပထမဦးဆုံးကျွန်တော်ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော် weekly time frame ဒါမှမဟုတ်ကျွန်တော် daily time frame ကိုအရင်ဆုံးကျွန်တော်ကြည့်ရပါတော့ဒီမှာ weekly time frame မှာ information trend တိကျမမြင်ရတော့ကျွန်တော် daily time frame ကိုကြည့်လိုက်မယ် daily time frame ကြည့်တဲ့အချိန်မှာကျွန်တော်သိတာပါတယ်ဒီမှာကျွန်တော် daily higher high higher low higher high higher low higher high higher low higher high ဆိုတော့ကျွန်တော် up trend ပေါ့နော်အဲကျွန်တော်က daily ရဲ့ဒီမှာ higher high level ကျွန်တော်ဆွဲလိုက်မယ်နော် daily resistance ကိုကျွန်တော်တတ်မှတ်လိုက်မယ် sorry နောက်ပြီးတော့ကျွန်တော်ဒီမှာ daily higher low level ဒီကိုကျွန်တော် daily ရဲ့ support daily higher low level ကျွန်တော်တတ်မှတ်လိုက်မယ်နော်ကျွန်တော်အဲ့ဆိုရင်ကျွန်တော်ဒီခု daily မှာကြည့်ရဆိုလို့ရှိရင်ဒါ daily ရဲ့ up trend တွေမှာကျွန်တော်တို့ရှိနေရပါတော့နောက်ပြီးတော့ကျွန်တော်ဒီမှာ zone လေးတစ်ခုဆွဲထားပါတယ်ဒီ zone လေးကိုကျွန်တော် 4 hour time frame ကြရင်ကျွန်တော်ပြမယ်ပေါ့နော်နောက်ပြီးကျွန်တော်ဘာလုပ်လဲဆိုရင်ကျွန်တော် Fibonacci တိုင်းပါတယ်ဒီ trend ကိုကျွန်တော် Fibonacci တိုင်းတော့ဒီမှာ Fibonacci 3.618 level ကနေပြီးတော့ဒီမှာ market rejection ပြပြပေါ်တက်နေရပါတော့ကျွန်တော်အဲ့ဒါ information ကျွန်တော် daily မှာရလိုက်တယ်ရလိုက်တော့ကျွန်တော်4 hour ကိုကျွန်တော်ဆင်းမယ်ပေါ့နော်4 hour ဆင်းတဲ့အချိန်မှာကျွန်တော်ခုနကဒီမှာဆွဲထားတဲ့ zone လေးဒီ zone လေးကဒီမှာ4 hour ရဲ့ demand zone လေးပေါ့နော်ဒီမှာ demand zone လေးအဲဒါကိုကျွန်တော်ဆွဲထားပါဒီ demand zone လေးကနေ market ကလာထိပြီးတော့ rejection ပြနေရပါကျွန်တော်4 hour မှာဘာ information ရှိတယ်ဆိုပြီးကျွန်တော်အရင်ဆုံးကြည့်ရတဲ့အချိန်မှာ4 hour ကလက်ရှိမှာ trend ကဒီမှာ lower high lower low lower high lower low lower high lower low ဆိုတော့4 hour down trend ထဲမှာကျွန်တော်ရှိနေပါတော့အဲ့တော့ကျွန်တော်ဒီ4 hour မှာ down trend ထောက်ဆန်းကျွန်တော်4 hour ရဲ့နီးစပ်ဆုံး lower high level ကိုကျွန်တော်ရှာလိုက်တော့ဒီမှာ4 hour lower high ပေါ့နော်ကျွန်တော်ကမနက်ကကျွန်တော်ဒီနေရာလေးမှာပဲရှိတယ်ပေါ့ဒီနေရာလေးမှာရှိရတော့4 hour down trend တွေမှာပဲရှိနေတယ်ပေါ့အဲ့တော့ကျွန်တော်4 hour ရဲ့ဒီမှာ lower high level resistance ကျွန်တော်တတ်မှတ်လိုက်မယ်ကျွန်တော်ပြီးတော့ဒီမှာ4 hour ရဲ့ lower low level 4 hour support ဆိုပြီးကျွန်တော်တတ်မှတ်ထားလိုက်မယ်နော်အဲ့တော့ကျွန်တော်တို့လက်ရှိမှာ4 hour down trend တွေမှာရှိနေတယ်ဆိုရင် information ရပြီ4 hour down trend တွေ information ရပြီဆိုတော့ကျွန်တော်ဒီမှာ information ထပ်ပြီးမရှိတော့ဘူးเนาะမရှိတော့ကျွန်တော်1 hour ကိုဆင်းမယ်ဟောကျွန်တော်ပုံညာဖန်လေးချက်ဖြုတ်လိုက်မယ်เนาะ sorry နည်းနည်းမျက်စိတောက်ပါမှာဆိုတော့လက်ရှိမှာကျွန်တော်တို့ကဒီမှာ4 hour ရဲ့အဲ့ဒီချိန်တော့ down trend တွေမှာရှိနေတယ်နောက်ပြီးတော့တို့ကကျွန်တော်ပြောတဲ့အရေးကြီးတာကကျွန်တော် daily ရဲ့ major က up trend ဖြစ်နေတယ်ပြီးတော့ကျွန်တော်ပြောတဲ့ daily Fibonacci level 4 hour demand ဆိုတာတွေ market က rejection ပြနေပေါ့နော်အဲ့တော့ကျွန်တော် daily retracement ပြီးပြီဆိုရင် daily high high သွားနိုင်တယ်ပေါ့ကျွန်တော်အဲ့တစ်ချက်ကိုသတိထားနေရနောက်ပြီးအခါကျကျွန်တော်4 hour မှာတော့ down trend ပဲ1 hour ဆင်းတဲ့အချိန်မှာကျွန်တော်တို့ information အကြီးတစ်ခုရလိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်1 hour မှာ lower low lower high ဒီမှာ lower low ဒီ level ပြီးတော့မှ lower high ဖြစ်တယ် lower low ဒီ demand ဆုံးကျွန်တော်အကြီးဆုံးအထိပဲဒီမှာ1 hour high high ပြောင်းသွားတယ်ဒီမှာ1 hour break up ပါပါเนาะဒီညနေနဲ့ကျင်းတော့ကျွန်တော်ဒီကနေအများကြီးဆွဲလိုက်မယ်စာလေးရေးပြအောင်1 hour break up ပေါ့เนาะဒီမှာ1 hour down trend ကနေ up trend ကိုချိန်လိုက်ဆိုတော့ information ရတယ်ပေါ့เนาะနောက်တစ်ခုကဒီမှာဒီ rejection ကိုကြည့်ပါ rejection ကတော်တော် strong ပါတယ် impact ပေါ့เนาะကျွန်တော် impact လို့ခေါ်တယ်ကျွန်တော် strategy မှာတော့ဒီ impact move တွေကအရေးကြီးရပေါ့เนาะဒီ impact move တွေပေါ်လို့ရှိရင်ကျွန်တော်တို့ entry ရနိုင်ခြေ chance ရှိရပေါ့အဲ့ကျွန်တော်ဒီ impact နဲ့ဒီမှာ1 hour မှာ up down trend နဲ့ up trend ချိန်လိုက်ဆို information တခုရတယ်ပေါ့နော်ဒီကောင်အရေးကြီး information တခုပါအဲ့တော့ကျွန်တော်ကအဲ့မှာဒါဆိုရင်ကျွန်တော်အဝယ်လိုက်ဖို့ကျွန်တော်အားတာပါပြီပေါ့နော်ကျွန်တော်ဒီမှာကြီးဆုံးဒေးကြီးဆုံးဖြစ်တယ်ပြီးတော့ဒီ impact နဲ့ down trend ကနေ up trend ချိန်လာဆိုကျွန်တော်ဝယ်ခြင်းတော့အဲ့ဒီနေ့ကကျွန်တော်စောင့်ခဲ့တယ်ဒီနေ့က16ရက်နေ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကို entry မပေးတော့ပါဘူးမပေးတော့ဘဲနဲ့ market ဒီကနေပြီးတော့တက်သွားတယ်ပေါ့နော်ဒါပေမဲ့ impact နဲ့ထပ်တက်သွားတယ်ဒါပေမဲ့ဒီ high ကို break မသွားပြင်တော့ဆိုကျွန်တော်ကဒီမှာ4 hour down trend မှာပဲရှိသေးတယ်ကျွန်တော်အတက်ကလုံးဝကျင်းစီပေါက်ကြီးပြောလို့မရသေးဘူးအဲ့ဒီမှာကျွန်တော်က
key zone ပေါ့နော်အကြပုတ်သားနေတဲ့ key zone လေးကျွန်တော်သတ်မှတ်ထားတယ်ဒါကျွန်တော်ဒီ key zone လေးပါ supply zone လို့လည်းခေါ်ကြပါလို့ရှိပါဒါကျွန်တော် key zone လေးပေါ့အဲ့တော့ဒီကယ်၍ဒါ down trend ဆက်ဆင်းမယ်ဆိုရင်ကျွန်တော်ဒီ key zone ကနေ rejection ပြပြီးတော့ market ကဆင်းရမှာပေါ့နော်အောက်ကိုကျွန်တော်အဲ့လိုမျိုးကျွန်တော်ဒီ key zone စောင့်ကြည့်ရတဲ့အချိန်မှာ market ဒီ key zone လာပြီးဒီ key zone ကို rejection မပြဘဲနဲ့ဖောက်ထွက်သွားတာပေါ့နော်ဒီမှာ body နဲ့ပိတ်သွားဖောက်ထွက်သွားတော့ကျွန်တော်တို့ကအပေါ်မှာတခြား PY မရှိတော့ဘူးအကြပါဘူးအဲ့တော့ကျွန်တော်ဒီ key zone ကိုဒါ break လို့ရှိရင်ကျွန်တော်အတက်ကထပ်ပြီးတော့တေးကြပါပြီဆိုပြီးကျွန်တော် confirm နောက်တစ်ခုထပ်ရလိုက်တယ်ပေါ့နော်ဒီမှာ key zone break out ဖောက်သွားတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့တေးကြပါပြီ1 hour uptrend ဖြစ်တယ်နောက်ပြီးတော့ဒီမှာနောက်ဆုံးအကြ key zone မှာ break out ဖောက်ထားတယ်ဆိုတော့တက်ပဲဆိုတော့ကျွန်တော်တေးကြပါပြီတေးကြပါတော့ကျွန်တော်ဒါညပိုင်းမှာကျွန်တော် analysis လုပ်ခဲ့ရပါတော့အဲ့ချိန်မှာကျွန်တော်ဒီ Fibonacci ကျွန်တော်ထုံးစံတိုင်းတိုင်းနေတိုင်းတော့ကျွန်တော်ရဲ့ Fibonacci level ဒီမှာ3.618 level ကဒီနေရာမှာကျွန်တော်အားလေးဆွဲထားတယ်ကျွန်တော် Fibo လို့ရေးလိုက်မယ်နော်ဒါ Fibo sorry Fibo level ဆိုပြီးသတ်မှတ်ထားလိုက်မယ်နောက်ပြီးတော့ဒီမှာကျွန်တော်ဒီ demand zone လေးရှိတယ် Fibonacci နဲ့ demand zone လေးနဲ့ကိုက်နေရပါတော့ဒီ PY ကတော့ကျွန်တော်အကြိုက်ဆုံး PY ပါဒီထဲမှာကျွန်တော်ဒီ PY လေးနဲ့ Fibo လေးဆွဲပြီးတော့ကျွန်တော်အဲ့ဒီည analysis လုပ်ထားတာပေါ့နော် analysis လုပ်ထားတာအဲ့မှာကျွန်တော်မနက်ပိုင်း entry ပေါ်လောက်မယ်ဆိုပြီးကျွန်တော် analysis ညလုပ်ပြီးမနက်စောထားပြီးစောင့်နေတယ်ပေါ့နော်မနက်စောထားပြီးစောင့်နေချိန်မှာကျွန်တော်ညဒီ level လောက်ကိုရောက်နေ market ဒီနားလောက် market ကအဲ့ချိန်မှာကျွန်တော်ဒီမှာ invest တက်ထားတယ်ဒီမှာတစ်ချက်ဆင်းနေပြီးပြန်တက်တယ်ပြန်တက်ပြီးတော့ပြန်နည်းနည်းဆင်းနေပေါ့နော်အဲ့မှာကျွန်တော်မနက်မိုးလင်းတော့ကျွန်တော်တတိထားမိရကျွန်တော်ဒီ level ကို market ကမလာနိုင်ဘူးဆိုတော့ကျွန်တော်တတိထားမိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် strategy ကကျွန်တော်ဒီလိုမျိုး stretcher ကြီးဆွဲတာပေါ့ stretcher ဆွဲတော့ control C control V နဲ့ဆွဲလိုက်တဲ့အချိန်ကျတော့ market ကဒီအောက်ကိုမရောက်နိုင်ဘူးเนาะအလွန်ဆုံးဒီ level လောက်ထိပဲကျွန်တော်ရောက်နိုင်မယ်ဖိနာမှန်းတော့ကျွန်တော်မသိဘူးเนาะဒီ level လောက်ထိပဲအများဆုံးဆင်းနိုင်မယ်ဆိုကျွန်တော်တတိထားမိတယ်ဒီလိုမျိုးမဖြစ်နိုင်ဘူးကျွန်တော်တို့ရဲ့ strategy ကဒီလိုမျိုး market လာထိဖို့ဆိုမဖြစ်နိုင်ဘူးအဲ့လိုလာထိနေကျွန်တော်မကြိုက်ဘူးပေါ့နော်မကြိုက်ဘူးဆိုကျွန်တော်ဒီလိုမျိုးလေးကျွန်တော်စောင့်နေတာမနက်ကလိုမျိုးလေးစောင့်နေရဆိုတော့ market က entry ပဲချိန်တော့ပေါ်သွားတယ်မနက်ပိုင်းတော့ကျွန်တော်ထင်တယ်ဟုတ်တယ်ဒီမှာ Asian session ပေါ့နော် market Asian session မှာကျွန်တော် entry ပေးသွားတာအဲ့တော့ကျွန်တော်စောင့်နေရင်လည်း market ဆင်းလာကျွန်တော်ဟိုကြိုက်တဲ့ level လေးတော့မထီးသေးဘူးနည်းနည်းလိုသေးဘူးเนาะကျွန်တော် stretch ဒါမထီးသေးမယ်ကျွန်တော်ကခုနဖို့ဒီ level ဒီမှာ entry ဝင်လို့ရှိရင်ကျွန်တော်ဒီ level ကိုထိလို့ရှိရင် entry ဝင်အဲ့လိုမျိုးတန်းဝင်ပါဘူး။ဘာလို့အဲ့လိုဝင်လို့ရှိရင်ကျွန်တော် stop လောက်ထားဖို့ခက်တယ်ပေါ့နော်။ဒီလို key zone လာထိတဲ့အချိန်မှာတော့ကိစ္စမရှိဘူး။ key zone အလုပ်ကို stop လောက်ထားလို့ရမယ်။ဒီလိုမျိုး key zone မထိတဲ့နေရာကျတော့ stop လောက်ထားခက်တယ်။အဲ့တော့ကျွန်တော်ရဲ့ entry ဒါကကျွန်တော် level ကို entry ရမယ့် level ကို confirm ယူလိုက်တာပေါ့နော်။ကျွန်တော် entry ဝင်ခံနေဆိုရင်ကျွန်တော်က Bollinger Band သုံးပါတယ်။အဲ့တော့ကျွန်တော် Bollinger Band နဲ့ကျွန်တော် strategy က confirm ကျွန်တော်ထပ်ပြီးစောင့်တယ်ပေါ့နော်။ confirm ဆောင်တဲ့ချိန်မှာကျွန်တော်ဒီ30 minute မှာကျွန်တော်စ1 hour မှာစောင့်တယ်1 hour မှာ confirmation မကွဲပြတော့ကျွန်တော်30 minute ကိုဆင်းကြည့်ရတဲ့အချိန်မှာ30 minute မှာကျွန်တော်ဒီမှာ entry အတွက် confirm ရပါတယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့ level နည်းနည်းလေးပဲကွာရတယ်ဒီမှာ sorry ပါအဲ့တော့နည်းနည်းလေးကွာရချိန်မှာကျွန်တော်ဒီကန်တယ်ပြီးပါပေါ့ကျွန်တော်ဒီလောက်ကနေဒီ level လောက်ထင်တယ်ကျွန်တော် entry ဝင်လိုက်တယ် stop loss ကကျွန်တော်ဒီကန်တယ်အမီးမှာအောက်မှာအဲ့လို TP ကကျွန်တော်တကယ်တော့ဒီ level ထိယူမလို့ပါဒီမှာ4 hour ရဲ့ lower high level ပေါ့နော်ဘာလို့4 hour uptrend ချိန်တော့မယ်ဆိုပြီးကျွန်တော်ယူဆထားတာဖြစ်တော့ကျွန်တော်ဒီ level ထိယူမယ်လို့ဆုံးဖြတ်တာပါဒါဆိုကျွန်တော် 8R ရမှာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျွန်တော်အဲ့ဒီမယူခဲ့ပါဘူးကျွန်တော်တကယ်တမ်းက sorry ကျွန်တော်တကယ်တမ်းကဒီ level နားလောက်မှာကျွန်တော်ထွက်ခဲ့တာပါဟုတ်တယ်အဲကျွန်တော် 5R လောက်ပဲရခဲ့တယ်ကျွန်တော် 5R လောက်တော့ရခဲ့ပါတော့ဒီမှာကျွန်တော် entry confirm ရတယ်တကယ်တော့ကျွန်တော် level နည်းနည်းလေးပဲကောက်ရတယ်မှာတကယ်လည်းညှိလိုက်မယ်ဆိုတော့ရတယ်ပေါ့နော်ဒီမှာ structure ညှိလိုက်ဒီ level လေးပါအဲ့ပဲနောက်တစ်ခုကဒီ level ကနောက်ထပ်ကျွန်တော်တို့ confirm ထားရတာနောက်ထပ်ဒီမှာ structure တစ်ခုရှိရပေါ့နော်ဒီမှာပုံညာဘန် entry ရပါပြီဆိုတော့ဖြုတ်လိုက်မယ်ရှုပ်တယ်နော်ကျွန်တော်ဒီမှာနောက်ထပ် structure နှစ်ခု confirm ဖြစ်နေရပါတော့ဒီ level ကဒီ level ကကျွန်တော်တို့ဒီ structure နှစ်ခုလုံး confirm လာဖြစ်တဲ့အတွက်ကျွန်တော်ဒီ level ကိုကြိုက်တယ်နောက်ပြီးကျွန်တော်ရဲ့ Bollinger Band နဲ့ confirmation လည်းထပ်ရခဲ့တဲ့အတွက်ကျွန်တော်ဒီရနေ entry ဝင်ခဲ့တာပေါ့နော်ဒါကတော့ကျွန်တော်မနက်ကရခဲ့တယ် entry လေးပေါ့6မှာရခဲ့တယ် entry 5R လောက်ရခဲ့တယ်ကျွန်တော်ဒီမှာဒီ entry ကိုကျွန်တော် live market ကျွန်တော် real account မှာကျွန်တော်ဝင်ထားတဲ့ screenshot လေးကျွန်တော်ဒီ video အဆုံးမှာထည့်ပေးထားမယ်ပေါ့နော် entry ဝင်ခဲ့တဲ့ပုံစံရဲ့ကျွန်တော် analysis ဘယ်လိုလုပ်ခဲ့တယ် analysis ဘယ်လိုလုပ်ပြရမှာကျွန်တော်ဘယ်လို decision ချပြီး entry ဘယ်လိုရှာခဲ့တယ်ဆိုတော့ကျွန်တော်ဒီ video
လေးမှာ sharing လုပ်ပြရမှာเนาะကျွန်တော်နောက်ထပ်ပြောချင်တဲ့အချက်ကလေးကတော့ဒီ market ထဲကိုရောက်လို့ analysis လုပ်တော့မယ် entry ရှာတော့မယ်ဆိုတဲ့အခါမှာအရေးကြီးဆုံးပထမဆုံးလုပ်ရမယ့်အချက်ကကိုသုံးတဲ့ higher time frame ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်က1 hour လို့15 minute တို့မှာ entry ဝင်လေးဝင်တာရှိတာဖြစ်တဲ့အတွက်ကျွန်တော် day trader တယောက်ဆိုကျွန်တော်က weekly ဒါမှမဟုတ် daily ကိုကျွန်တော်အရင်ဆုံး analysis စလုပ်တယ်ပေါ့နော် weekly daily ပဲ trend မှာရှိနေတယ် daily ဆိုလို့ရှိရင်ကျွန်တော် up trend မှာရှိနေတယ်ဆိုတော့ကျွန်တော်အရင်ဆုံး analysis လုပ်ခဲ့တယ်လုပ်ပြီးကမှကျွန်တော်နောက်ပြီးရခါမှာနောက်တစ်ချက်ရေးကြ daily up trend ဆိုရင်ကျွန်တော်က15 minute လို့နေရာမျိုးမှာ trade လို့ရှိရင် daily ရဲ့ဘယ် level မှာရောက်နေဆိုတာလည်းရေးကြည့်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော် daily retracement ပြန်သွားမယ့်နေရာလားဒါမှမဟုတ် daily key zone တွေကိုထိနေပြီလားမရောက်သေးဘူးလားအဲ့ information တွေအရေးကြီးပါတယ်အဲကြောင့် daily information အဲ့ဒါတွေကိုအရင်ဆုံးရှာပါအဲ့ဒါတော့ဘယ် strategy သုံးလဲဆိုတော့ပုံမှန်မူတည်ပြီးတော့ key zone တွေကတော့မျိုးမျိုးရှိရပါတော့ဒီမှာဆိုရင် ICT ဆိုရင် fair value gap တွေရှိမယ်ကျွန်တော်ဆိုရင်ဒီမှာ supply demand တွေရှိမှာပေါ့နော်အဲ့လိုမျိုးရင် analysis လုပ်ပါလုပ်ပြီးလို့ time frame နောက်တစ်ခုထပ်ဆင်ပေါ့နော်ကျွန်တော်4 hour ဆင်ပြီးတော့မှ4 hour မှာကျွန်တော်ရတဲ့ information ကျွန်တော်ထပ်ရှာတယ်ထပ်ရှာလို့ရှိရင်4 hour down trend ဆိုတာတည်ရပုံမှန်ဆိုရင်ကျွန်တော်4 hour down trend ဆိုရင်ရောင်းပါဗျာဘာလို့ဆိုကျွန်တော်4 hour trend ကိုကျွန်တော်အဓိက follow လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ4 hour down trend ဆိုရင်ကျွန်တော်အရောင်းအတွက်ပဲစဉ်းစားမှာကျွန်တော်ဒီနေရာတွေမှာဆိုလို့ရှိရင်လည်း4 hour down trend ဆိုရင်ကျွန်တော်အရောင်းအတွက်ပဲစဉ်းစားခဲ့မှာဒါပေမဲ့ကျွန်တော်ဒီမှာ4 hour down trend ဖြစ်နေတာနဲ့ဘာလို့ဝယ်အတွက်စဉ်းစားခဲ့ရလဲဆိုတော့ကျွန်တော်ခုနပြောတဲ့အရေးကြီးတယ်ဆိုတဲ့အချက်ဖြစ်တဲ့ daily ရဲ့ retracement key zone ရောက်နေတယ် key zone ကနေ rejection ပြန်လာတဲ့အတွက်ကျွန်တော်ကအဝယ်အတွက်ကိုစဉ်းစားတာပြီးတော့နောက်တစ်ခုအဲ့တစ်ခုလည်းမဟုတ်ဘူးကျွန်တော်1 hour မှာလည်းအဝယ်အတွက် information ရထားလို့ပေါ့နော်ဒီမှာ1 hour uptrend change တဲ့ information ပြီးတော့ကျွန်တော်တို့အရေးကြီးရဲ့ဒီ strong rejection ဖြစ်တဲ့ impulse rejection information တွေရထားတဲ့အတွက်ကျွန်တော်ကအဝယ်ထပ်စဉ်းစားတယ်နောက်ပြီးတော့ဒီမှာ key zone ကျွန်တော်နောက်ဆုံး bearish နောက်ဆန့်ကျင်မဲ့ bearish key zone ကလည်း breakout ဖောက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ကအဝယ်အတွက်ကိုစဉ်းစားလိုက်တာပါကျွန်တော်အဲ့ဒီ analysis လုပ်ပြီးကမှနောက်ဆုံးကျွန်တော်ဝယ်မယ်ဆိုကမှကျွန်တော်ကဘယ် level မှာဝယ်မှာလဲဆိုတာကိုမှကျွန်တော်ရဲ့ strategy ကိုသုံးပြီးတော့ကျွန်တော်က entry ရှာပြီးတော့မှကျွန်တော်ဝယ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရေးကြီးဆုံးအချက်တွေဆိုတာခုန market ထဲကိုရောက်တဲ့အခါမှာအရင်ဆုံး entry အရင်ဆုံးလိုက်မရှာဘဲနဲ့ top down analysis အရင်လုပ်ကြည့်ပါတစင်ချင်း daily 4 hour 1 hour ဒါမှမဟုတ်ရှင်လည်းလိုအပ်တိုင်းမှာထွက်ရလို့ဆိုလို့ရှိရင်1 hour 15 minute 5 minute အဲ့လိုအသီးသီးပေါ့နော်ကိုယ်နဲ့သက်ဆိုင်ရာ time frame တွေကို top down analysis အရင်လုပ်ပါလုပ်ပြီးကမှ decision ဝယ်မယ်ရောင်းမယ်ပြတ်သားပြီဆိုတဲ့အခါကျမှ entry ရှာတာကခဏလို့တော့ပို့ပြီးတော့အထောက်အကူဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ကြည့်ရှုပေးတဲ့ရောက်ရှင်အကုန်လုံးကျေးဇူးများတင်ပါတယ်